Hello ချစ်ဆုံးတို့ရဲ့အရန်စာကောင်းစေတဲ့ဝန်တိုဖို့ကြိုးစားကြည့်ကြရအောင်နော်ဒီမှာချစ်ချင်းဆက်ဆက်လေးနဲ့ရန်စာကောင်းဒီကလဘေးကိုတညရေစိန်ထားတာဖြစ်ပါတယ်တညရေစိန်ထားတဲ့ကလဘေးကို blender နဲ့ကြိတ်ယူမှာဖြစ်ပါတယ် blender နဲ့ကြိတ်ပြီးရလာတဲ့အရည်တွေကိုအဝတ်စားပပလေးနဲ့ညှစ်ယူထားတာပါညှစ်ယူလို့ရတဲ့ဒီအရေးကိုကျမရေနည်းနည်းရောပြီးမှကြူထားတာဖြစ်ပါတယ်ကြူတဲ့အချိန်မှာစားနဲ့တကြားနည်းနည်းထည့်ချင်တဲ့လူထည့်လို့ရပါတယ်ဒီလိုမျိုးကြူတဲ့အချိန်မှာနာလေးမွေပေးရမယ်နော်ကဲပြနည်းနည်းလေးတော့ဖြစ်လာပါပြီကျမတို့အယောင်လှချင်လို့ရှိရင်စနွန်းထည့်ယူလို့ရပါတယ်ဒါမဲ့ကျမတော့အယောင်မလို့ချင်လို့သူ့တဘာဝအတိုင်းပဲကြူထားတာဖြစ်ပါတယ်ဒီလိုပြနည်းနည်းလေးဖြစ်လာပြီဆိုရင်ခဲမဲ့ခွက်ထဲမှာကျမတို့လေးထည့်ပြီးအေးခံထားတော့မယ်ကဲဒီလိုမျိုးခဲလေးနဲ့တုံအီလေးတော့ဖူတုံးလေးကိုရလာပါပြီဒါကလဘေးစစ်နဲ့လှုပ်ထားတာပါပေးမုံနဲ့လှုပ်တာတော့အဲ့လောက်ထိစားမကောင်းလို့ကလဘေးနဲ့လှုပ်ယူတာဖြစ်ပါတယ်မှာခဲထားတဲ့တော့ဖူတွေကိုကျမတို့လူချင်တဲ့ပုံစံအတိုင်းတုံးလိုက်ပဲဖြစ်ဖြစ်အပြားလိုက်ပဲဖြစ်ဖြစ်ပေါ့နော်မိမိလိုချင်တဲ့ပုံစံတုံးယူပြီးမှဒါတော့ချလကရေချက်တွင်ဖြူနဲ့နနန်ပင်ကိုအရေးဖြူထားတာဖြစ်ပါတယ်ချက်တွင်ကြောချက်တွင်နေချက်တွင်ဖြူကြောဒါချန်ညွတ်ဖန်ရက်ဖြစ်ချန်နဂါကိုဖြစ်ကျူယူထားတဲ့ချန်ညွတ်ချိုရဲငရုတ်တီးထည့်မယ်မေဘေးဆန်လော်ထည့်မယ်ပြီးရင်စားထည့်မယ်အချုံမုတ်ကကြိုက်တဲ့လူတွေထည့်စားလို့ရပါတယ်ကဲကြည့်ပါဦးမွေးလေးနဲ့ရန်စားချင်စရာကောင်းတဲ့ဝန်တိုဖို့တုတ်လေးရပါပြီဒီတုတ်ကတော့ကျမတို့မြစ်ချနာဘက်ကလူတွေတုတ်စားတဲ့ချင်းဆက်ဆက်လေးချင်းငန်းစားအတုတ်ပေါ့နော်ကျမတို့ဗမာတုတ်ဆိုရင်တော့တော့ပေးမုတ်ထဲမယ်6ရွက်တွေထဲမယ်အဲ့လိုမျိုးနဲ့တုတ်စားတာဒါကတော့ကျမတို့ချင်းဆက်ဆက်နဲ့တုတ်စားတဲ့မြစ်ချနာဘက်ကတုတ်စားနေဖြစ်ပါတယ်အရန်ကိုစားကောင်းပါတယ်ချစ်ဆုံးတို့ရေလှုပ်စားကြည့်ကြပါအောင်နော်တကယ်ကိုစားကောင်းလို့ပါဘိုင်ဘိုင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ယုံကွန်ကြော်လာနီယောင်ဖက်ခရချီချူကပါဆိုင်ယောဖေရွဲ့ပြင်စိန်ကလာနနာအချင်အတွက်မက်လင်ချင်းဖတ်ထည့်မယ်မယုတ်ဒီဆပ်လင်ချက်တွင်ဖြူကိုဘလန်ဒါနဲ့ကြိတ်ထားပြီးမှထည့်ရဖြစ်ပါတယ်မယုတ်ကောင်ခွာကြောင်စနွန်အယောင်တင် QC ကမ်ပြရဲ့စာချက်တမို့ကချင်ဟင်ခမွေးအကြိုင်ဒါထည့်ပြီးပြန်နေရန်မွေးစီအနေငယ်ဘတာရီအလုံးကိုတမအောင်နေမယ်နော်နေပြီးမှကျမတို့နာရီဝတ်တနာရီလောက်နှတ်ထားရအောင်နှတ်ထားပြီးမှပြန်ချက်မယ်နော်ဘာရေမမထိတ်သေးပဲနဲ့မီးရှိန်ဖြော်လေးနဲ့တူစီယာအရေးတွေထွက်လာအောင်အရင်ချက်ထားရအောင်ဒါရေတစ်စက်မှမထိတ်သေးဘူးနော်အသားထက်ရေတွေသူကနေတူထွက်လာတဲ့ဟာတွေပူရီကမာတယ်ဆိုတော့လေကျမရေနည်းနည်းလေးထည့်လိုက်အောင်မယ်ပုံပြီးမှကျမတို့ဦးရီနူးလာတဲ့အထိပြန်ချက်ယူမယ်နော်ချက်ထားတဲ့ဦးရီအလုံးနိုးဤလာပြီဆိုရင်အပေါ်မှာပြင်စိမ့်နန်ပြင်ဖက်ဖရွက်တွေကိုပြန်ဖြူပေးမယ်ချင်းဟင်ခအမွေးအချိုင်ကိုလည်းအပေါ်မှာပြန်ဖြူပေးမယ်ဒါဆိုမမွေးလေးနဲ့အရန်စကောင်းစေလေအမေဦးဆုံးကချင်းချက်လေးရပါပြီဘိုင်ဘိုင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်